ဒီဘက် channel မှာကျွန်တော်ဗီဒီယိုမတင်ပြတတ်ကြပြီတိတိကျကျပြောရမယ်ဆိုလို့ရှိရင်၄လနီးပါးလောက်တော့ရှိနေပြီတကယ်တော့ဂျားထဲမှာကျွန်တော် blog တစ်ပုဒ်ရိုက်ထားတာရှိတယ်ဒါ unlisted လုပ်ထားပြီးတော့ကျွန်တော်အဲ့လို public မဖွင့်ပေးပြတာပေါ့နော်တစ်ချက်တော့ဒီမှာကြည့်ကြည့်အောင် optimum ဒါလေးကို ဟာကြီး okay မင်္ဂလာပါလို့ရိုက်မယ်နဲ့ကျွန်တော်မရိုက်ဖြစ်ဘူးအခုကျွန်တော်တို့ပြင်သွားမယ်နေ့ရက်သားလေးစားပြီးတော့ခန်းပြန်လာတဲ့ခါကျလို့ရှိရင်ကျွန်တော်သုံးဖြစ်နေတဲ့ supplement လေးပြမယ်ကျွန်တော်လည်းမေးထားတာလေးရှိရပါဘူးI don't ဒါဆိုလို့ရှိရင်လွန်ခဲ့တဲ့2လကကျွန်တော်ဒီ channel မှာတင်ထားပြီးတော့ public မဖွင့်ဖြစ်တဲ့ဟာပေါ့လေနောက်ခုမှတော့ပြန်မတင်ချင်တော့အဲ့ကောင်နဲ့နောက်မကြခင်မှာပဲကျွန်တော် gym ကိုစပြီးတော့သွားရတယ်အဲ့ချိန်မှာလည်းပဲကျွန်တော်ဗီဒီယိုတွေရိုက်ချင်တယ် gym နဲ့ပတ်သက်ပြီး gym blog တွေတခြားကိုလုပ်တဲ့ activity တွေဒါတွေရိုက်ချင်တယ်အထူးသဖြင့်တော့ gym ပေါ့လေဒါပေမဲ့ gym ကိုတကယ်ရောက်သွားတဲ့အချိန်မှာကျွန်တော်တခြားသူတွေကိုနည်းနည်းလေးအားနာလာတယ်ကျွန်တော်အခုသွားနေတဲ့ gym ကလည်းနည်းနည်းကျင်းတယ်ကိုဗီဒီယိုကင်မရာထောင်ထားတဲ့အချိန်မှာသူတို့လွတ်လပ်ကစားလို့မရတာစိတ်နှစ်ပြီးမကစားနိုင်တာမျိုးတွေသူတို့ဖြစ်လာလို့ရှိရင်ကိုကသူတို့အားနာတာနဲ့ပဲမရိုက်ဖြစ်နေဖြစ်တာပေါ့လေဒီနေ့တော့ကျွန်တော်ခင်ဗျားတို့ကိုပြောစရာလေးရှိတယ်အခုကျွန်တော်ဒီဗီဒီယိုရိုက်နေတဲ့အချိန်မှာတနင်္လာနေ့ဒီဇင်ဘာ15ရက်ပေါ့နော်ဒီဇင်ဘာ15ရက်ဒီဇင်ဘာ18ရက်ဆိုလို့ရှိရင်ကျွန်တော် gym ကိုသွားတာ2လပြည့်ပြီအဲ့တော့နေထားလေးတစ်ချက်ကြည့်အောင် okay အပူစင်တွေဘာတွေကတော့ဘယ်လိုပြီးရလဲတော့ကျွန်တော်သိမသိဘူးဗျာနည်းနည်းပြီးတတ်တယ်လို့ပဲပြီးလိုက်တော့ဘာပဲပြောဒီ2လအတွင်းမှာတိလာခဲ့တဲ့အရာတွေရှိတယ်ဒီဥစ္စာတွေကိုကျွန်တော်နောက်ထပ်ဗီဒီယိုတွေမှာပြောပြမယ်2လအတွင်းမှာတိခဲ့တဲ့ဟာကိုပြောပြမယ်ဆိုတော့မင်း2လနဲ့ဘာတိမှာလဲပေါ့နော်ဒီလိုမျိုးမေးစရာရှိတယ်တိတဲ့သူတွေဆိုလို့ရှိရင်လည်းတိမှာပါကျွန်တော်ဒီဂျာနီတစ်ခုလုံးပေါ့နော်တက်တန်းတစ်ချောင်းလုံးမှာကျွန်တော်ဂျင်ဆော့ခဲ့ဘူးလားဆိုလို့ရှိရင်3-4 လလောက်ပဲရှိမယ်အဲ3-4 လလောက်ကလည်းဟိုနာတစ်ဖြက်ဒီနာတစ်ဖြက်ပေါ့ဗျာဟိုနာတစ်ဖြက်ဒီနာတစ်ဖြက်နဲ့ဆော့ခဲ့တာဆိုတော့တိတ်ပြီးတော့မထိရောက်ဘူးအဲတချို့နေရာတွေမှာဆိုလို့ရှိရင်1လကျော်လောက်တချို့နေရာမှာဆို2လနီးပါးလောက်တချို့နေရာမှာ1လကျော်လောက်အဲ့တော့3-4 လပေါ့အဲ့လောက်ဆော့ခဲ့တဲ့အချိန်မှာတခါဘူးမှဒီလောက်ထိခံစားချက်ကောင်းတာမျိုးကျွန်တော်မရခဲ့ဘူးလောက်ထိနေလို့မကောင်းခဲ့ဘူးပေါ့ဗျာပြီးတော့ရက်အတူအတွင်းမှာအဲ့လိုမျိုး result ကောင်းထွက်တာမျိုးလဲကျွန်တော်မကြုံခဲ့ဘူးပေါ့နော်အခုတော့ကျွန်တော်ကိုယ်တိုင်လည်းပဲဒါ certificate တွေပါညာပေါ့နော်ဒီလိုမျိုးတင်တန်းတွေတက်တယ်ပြီးလို့ရှိရင်အဲ့ဒီရလာတဲ့ဟာတွေကိုကျွန်တော်ပြန်ပြီးတော့သုံးတယ်တခြားသော expert တွေပေါ့နော်ဒီလိုမျိုးလူတွေစီကနားထောင်တယ်ဒါတွေကိုပြန်ပြီးတော့သုံးပြတယ် workout split တွေပါညာပေါ့နော်ဒါတွေလှုပ်လိုက်တဲ့အချိန်မှာဒီ2လအတွင်းမှာတော်တော်လေးခံစားချက်ကောင်းရတယ်ဟိုတလောဆိုလို့ရှိရင်ကျွန်တော်main channel မှာဗီဒီယိုတင်လိုက်တယ်အခုဒါနောက်ဆုံးတင်ထားတဲ့ဗီဒီယိုပါပဲအဲ့ဒီမှာဆိုလို့ရှိရင်လည်းဒါတော်တော်များများကျွန်တော်ပြောကြbrother body ချင်းနေကောင်းလာတယ်ပေါ့ body ချင်းနေကောင်းလာအဲ့ဒီအချိန်မှာကျွန်တော်1လကျော်2လတော့မပြည့်သေးဘူးအလောင်းနဲ့ဒါသူတို့ notice ဖြစ်တယ်ပေါ့နော်တချို့လူပြောကြမယ်1လနဲ့ဘာတိတာမှလဲ2လနဲ့ဘာတိတာမှလဲဒီလိုမျိုးပြောကြတဲ့ဟာတွေရှိတယ်3လလောက်မှတိတာမှမဟုတ်ဘူးတကယ်ခင်ဗျာကောင်းချင်းကပ်နိုင်လို့ရှိရင်ကောင်းချင်းကပ်နိုင်ရင်1လနဲ့လေတိတောင်လုပ်လို့ရတယ်2လနဲ့လေတိတောင်လုပ်လို့ရတယ်ဒီဥစ္စာကိုကျွန်တော်ခင်ဗျားတို့ပြောတာအရင်တော့လည်းကျွန်တော်ပြော过တယ်1လ2လတော့ခင်ဗျာဘာမှတိတာမှမဟုတ်ဘူးပါညာပေါ့အခုတော့နီးမလမ်းမှာလည်းကျွန်တော်ချင်းကပ်သွားတယ်ဆိုလို့ရှိရင်1လနဲ့လည်းတိတာတယ်2လနဲ့လည်းတိတာတယ်ပြီးတော့ခင်ဗျားတို့ကိုကျွန်တော်ပြောချင်တာအချိန်မဆွဲပါနဲ့ကျွန်တော်ဆိုလို့ရှိရင်အခုနောက်တာကောင်းရနေပြီအရင်တုန်းကမှကျွန်တော်ဒီ body လေ့ကျင့်ခန်းပါညာဒီဥစ္စာတွေကျွန်တော်မလုပ်ခဲ့ဘူးအဲ့တော့လုပ်ခဲ့တဲ့ဆိုတာလည်းခုနတစ်ဖြက်ဒီနာတစ်ဖြက်နဲ့ consistency မရှိဘဲနဲ့လုပ်ခဲ့တဲ့အခါကျအခုကောင်းတောင်တာရတယ်အရင်တည်းကမှငါတိဆောက်ခဲ့ရမှာဆိုတာမျိုးပြန်ပြီးတော့တွေးတယ်အခုဒီဗီဒီယိုကြည့်နေတဲ့သူဘယ်သူပဲဖြစ်ခင်ဗျားတို့စနိုင်ရင်ဒီနေ့စမှာပေါ့ဒီနေ့စလို့တော့မရတော့ဘူးဒီနေ့ကကျွန်တော်ဗီဒီယိုတင်တဲ့အချိန်ကည9နာရီလောက်ခွဲလောက်ဖြစ်နေမှာဖြစ်တဲ့အတွက်ဒီနေ့တော့ခင်ဗျားစလို့မရတော့အဲ့တော့မနေ့ပြန်နေစပြီးတော့ချိန်သွားပါတလားလောက်ပုံမှန်သွားပြီးပြီဆိုလို့ရှိရင်နီးမလမ်းမှန်နဲ့တော့လောက်ရမယ်နော်ဟိုရောက်ပြီးတော့မှအလေးတွေအများကြီးမှခါးတွေနာတကိုယ်လုံးနာကျင်ကြိုက်ခဲဘာမှခံစားလို့မရဘဲနဲ့နာနေတာပဲအဖက်တင်တယ်ဆိုလို့ရှိရင်တော့ခင်ဗျာဆက်ပြီးသွားကြမှာမဟုတ်အဲ့တော့နီးမလမ်းမှန်နဲ့ခင်ဗျာသွားပြီးပြီဆိုလို့ရှိရင်ခ
ခမားဘုံမှာခံစားချက်အကောင်းဆုံးဆိုတဲ့အချိန်ခမားရလိမ့်မယ်လေ့ကျင့်ခန်းလောက်တာဘယ်လောက်အကျိုးကျေးဇူးများလဲဘယ်လောက်နေလို့ထိုင်လို့ကောင်းလဲဆိုတာမျိုးတွေခမားစပြီးတော့သိလာလိမ့်မယ်ကျွန်တော်အာမခံတယ်ဆိုတော့ဒီဗီဒီယိုမြင်တဲ့အချိန်ကစပြီးတော့ခမားမနှက်ပြန်ညဘက်ကြီးဆိုတော့ဒီညတော့သွားလို့မရတော့ဘူးမနှက်ပြန်စပြီးတော့ခမားလေ့ကျင့်ခန်းလောက်ပါအချိန်ကိုသွားပါအချိန်မသွားနိုင်လို့ရှိရင်လည်းအိမ်မှာ workout တွေ home workout တွေလေ့ကျင့်ခန်းလောက်ပါဒါအခုခေတ်က internet ခက်ပဲလေခမားကြိုက်တဲ့ဟာကိုကြိုက်တဲ့နေရာမှာရှာလို့ရတယ်ခမားသွားပြီးတော့လေးလာကြည့်လို့ရတယ်ပြီးရင်ကိုယ့်ရဲ့လက်တွေ့ပေါ်မှာအသုံးချလို့ရတယ်ပြီးတော့ဒါပြောလေ့ကျင့်ခန်းလုပ်ပါတကယ်လို့မလုပ်ဘူးဆိုလို့ရှိရင်ခင်ဗျာနောက်ရရပါလိမ့်မယ်ကျွန်တော်တို့လိုမျိုးအသက်အရွယ်တစ်ခုရောက်လာတော့မှပဲခင်ဗျာနောက်ရရပါလိမ့်မယ်အဲ့တော့စပါတချို့ကစဉ်းစားတာရှိတယ်ငါတို့ကပရိုတိန်းမစားနိုင်ဘူးအဲ့လိုမျိုးအစာအာဟာရကလုံလောက်အောင်မစားနိုင်ဘူးဘလို့ဖြစ်တယ်ညာလို့ဖြစ်တယ်အဲ့ဒီဟာတွေခင်ဗျာမတွေးပါနဲ့ဘူးမတွေးပါနဲ့ဒီဂျားကာလာထဲမှာကျွန်တော်ကျန်သွားတယ်အခုဆိုတော့ဒါခုနရှင်းမှာကျွန်တော်ပြောခဲ့တဲ့2လပေါ့သွားခဲ့တဲ့2လအတွင်းမှာလည်းကျွန်တော်ကိုယ်တိုင်ဒီအာဟာရဆရာဝန်တွေနဲ့သိတယ်ဒါတွေစားမှာတော့သိတယ်ဒါပေမဲ့တွက်ချက်ပြီးတော့စင်မော်တက်မဲ့ပြိုင်ပွဲဝင်သမားတွေလို့စားနေရမဟုတ်ကျွန်တော်ဘိုင်းအဆန်တလောက်မှာတကယ်အာဟာရရှိတဲ့အရာပေါ့နော် real food ပေါ့ဥပမာချက်ဦးလားချက်သားလားဒီလိုဟာမျိုးတွေစားတယ်ထမင်းစားတယ်နေ့တိုင်းကြက်ဥကြက်သားကြီးပဲစားနေတာဆိုတော့မဟုတ်ဘူးနော်တချို့ကလည်းပြောအောင်ပဲအဲ့လိုမျိုးဆိုတာပတ်စံရှိမှစားနိုင်တာမျိုးပါညာအဲ့တော့မဖြစ်မဲ့အကြောင်းတွေအများကြီးတွေးမယ်ဆိုလို့ရှိရင်မဖြစ်မဲ့အကြောင်းတွေကလည်းအများကြီးထွက်လာတာပေါ့လေအခုကျွန်တော်ဗီဒီယိုမရိုက်ဖြစ်ဘူးငါကျင်းမှာလိုကကျင်းတယ်ဗာဖြစ်တယ်ညာဖြစ်တဲ့ဗီဒီယိုမရိုက်ဖြစ်ဘူးဒါပေမဲ့ဖြစ်အောင်လုပ်လိုက်တာပဲအခုကျွန်တော်ဒီမှာကျွန်တော်အခန်းမှာပဲကျွန်တော်ရိုက်သွားတယ်ကျွန်တော်ခဏနေလို့ရှိရင်ကျင်သွားမယ်โอเคဘာပြောခင်ဗျားတို့မနေ့ပြန်စားပြီးတော့စပြအောင်စပါအဲ့တော့ပတ်ဝန်းကျင်မှာပတ်စံမရှိဘူးဘာဖြစ်တယ်ညာဖြစ်တယ်ဆို home workout ဆော့ပါအဲ့တော့အစာအာဟာရကဘယ်လိုဖြစ်တယ်ညာလို့ဖြစ်တယ်ဆိုရင်အိမ်မှာအမေကျွေးတဲ့ထမင်းကိုပဲစားပါခင်ဗျာတစ်လပဲလုပ်ကြည့်ပါတစ်လပဲ consistency ရှိနဲ့ progressive overload ပေါ့နော် progressive overload လုပ်ပြီးတော့လုပ်ကြည့်ပါ progressive overload ဆိုတနေ့အလေးကိုတိုးပြီးတော့ကို challenge ဖြစ်အောင်လုပ်တာပေါ့နော်အဲ့တော့ progressive overload နဲ့တစ်လညီမှန်လမ်းမှခင်ဗျာချင်းကပ်ပြီးတော့လုပ်ကြည့်ပါခင်ဗျာဘဝမှာအကောင်းဆုံးသောခံစားချက်ကိုခင်ဗျာရနိုင်မယ်ဆိုတော့ဒီနေ့ကတော့ဒီလောက်ပဲကျွန်တော်ဒီဂျင်ဗီဒီယိုတွေဂျင်မာ workout ဒါဒီဗီဒီယိုတွေနဲ့ကြည့်ကျင်တဲ့သူတွေရှိလို့ရှိရင်လည်း comment မှာရေးခဲ့ပါကျွန်တော်ရိုက်ဖို့စူးစမ်းကြည့်ပါမယ်ဒီလိုညနေဘက်သွားတဲ့ဟာမရဘူးဆိုရင်တော့မှပဲကျွန်တော်မနက်ခင်းစောထပြီးတော့သွားလို့ရတာမျိုးတွေရှိလိမ့်မယ်ပေါ့လေထားပါတော့ okay အဲ့ဒါဆိုလို့ကျွန်တော်စိတ်ချမယ်နော်မနေ့ပြန်စားပြီးတော့လေ့ကျင့်ခန်းသွားပါကျွန်တော်လည်းအခုဒါလေ့ကျင့်ခန်းသွားတော့မှာအဲ့တော့အရင်တော့မဖြစ်မဲ့အကြောင်းတွေရှောက်တွေးပါညာနဲ့မလုပ်ဖြစ်ဘူးအခုတော့ဘာပဲပြော make it happen ပေါ့နော်ဖြစ်အောင်လုပ်သွားပြီကျွန်တော်ဖြစ်အောင်လုပ်သွားတယ်ခင်ဗျားတို့လည်းပဲဟိုစင်ကြီးတွေမပေးဘဲနဲ့အရွယ်ရှိကအချိန်ရှိကနောက်ပိုင်းကတော့အလုပ်တွေရှုပ်သွားရင်ကျင်သွားတာကြီးက challenge ဖြစ်သွားမယ်ဒါတော့မှကျွန်တော်ဆိုလို့ရှိရင်တခြားcompany တွေဘာတွေမှာလုပ်နေရမဟုတ်ကိုယ့်ဘက်ကိုလုပ်နေရင်းနဲ့ကိုမှ challenge ဖြစ်တဲ့ခါကျရင်ညနေပိုင်းတွေ coaching တွေလာတယ်ညဘက်တွေကြလို့ရှိရင်တချို့ basic professional တွေလာတယ်သူတို့အားတဲ့အချိန်နဲ့ကျွန်တော်ညှိပြီးလုပ်ပေးရမျိုးရှိတဲ့ခါကျရင်အေးပြတ်တယ်ခါကျရင်အစားကယ်လိုရီကိုပြည့်ဝနေအောင်တွက်ချက်ပြီးမစားမိတာမျိုးတွေရှိတယ်ထားမလို့ whatever ဘာပဲဖြစ်ပေါ့လေမဖြစ်မဲ့အကြောင်းတွေတွေးရင်တော့မဖြစ်မဲ့အရာတွေအများကြီးပဲဖြစ်မဲ့အကြောင်းတွေတွေးပြီးဖြစ်အောင်လုပ်မယ်ဆိုလို့ရှိရင်လည်းဒီမှာဖြစ်အောင်လုပ်နိုင်ပါတယ်ကျွန်တော်နောက်မှထပ်တွေ့မယ်ထုံးစံတိုင်းပဲ stay positive do the hard work and make it happen